လင်းချင်းချိုးကတော့အဲ့ဒီဝက်ဝင်ကြီးကိုမျက်လုံးမေးပြီးစိုက်ကြည့်နေခဲ့ပါတယ်။သူမကိုယ်တိုင်ကအခြေခံအုတ်မြစ်တိဆောက်ခြင်းအဆင့်အစောပိုင်းမှာပဲရှိသေးတာတောင်မှသူမရဲ့မျက်လုံးထဲမှာတော့အထက်စီးဆန်တဲ့မထောက်မညာနှာခေါင်းရှုပ်မှုတွေဖြစ်ပြေးသွားခဲ့တာဗျ။အခြေခံအုတ်မြစ်တိဆောက်ခြင်းအဆင့်နောက်ပိုင်းကျင့်ကြံသူဖြစ်ဖြစ်မိစ္ဆာသားရေးဖြစ်ဖြစ်သူမမျက်လုံးထဲမှာတော့အသိဉာဏ်မရှိတဲ့တရိษံအိုကြီးတစ်ကောင်ထက်မပိုပါဘူး။ဘာပဲဖြစ်ဖြစ်သူမကကိုပါငရဲ့ဝိညာဉ်ပဲရဲ့လူဝင်စားပဲဟာလေဒီလိုသားရဲ့တစ်ကောင်ကိုအตาအရာတက်ပစ်ဖို့အတွက်သူမမှာနီးလန့်တွေအများကြီးရှိနေတာကိုမစိုးဘူးဒီဝက်ဝင်လက်ဝါးကြီးကတကယ်ကိုအားပြည့်စေမဲ့ထိတ်တန်းအာဟာရပဲဆရာကြီးသာစားရရင်တေချာပေါက်သဘောကျမှာတစ်ဖက်မှာတော့ချူဖုံးတယောက်ကလည်းဝက်ဝင်လက်ဝါးကိုဘလို့ဖျက်ရမလဲဆိုပြီးစိတ်ကူးရင်ကကြံစီနေခဲ့တာပါသူ့မျက်လုံးတွေက6ကမ်းပါးကဝိညာဉ်တစ်တီးစီမှာစိုက်ထားရင်တစ်ချက်ခုတ်ယုံနဲ့နှကောင်ပြက်တစ်တီးကောဝက်ဝင်ကြီးကိုပါတပြိုင်နက်တည်းဘလို့အပိုင်သိမ်းရမလဲဆိုတာတွေးတောနေခဲ့တာပေါ့ဝက်ဝင်ကြီးကတော့ဒေါသတကြီးနဲ့ထပ်မံဟိန်းဟောက်လိုက်တာကြောင့်6ကမ်းပါးဆုံးကလူတွေအကုန်အနောက်ကိုလန့်ပြီးစုပ်ပြေးကြရပြန်တယ်သူကသူ့ရဲ့အရှိန်ဝါကြီးနဲ့ဒီမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တွေကို6လန့်ဖို့စူးစမ်းနေတာလေသူဒီဝိညာဉ်တစ်တီးကိုစောက်ရှောက်လာတာ10နှစ်အပြည့်ရှိပြီပဲဘလို့လုပ်ပြီးအလွယ်တကူအောင်ပွဲခံခွင့်ပေးမှလဲယူမီယာညီမလေးမင်းအတွက်ဒီသားရဲကြီးကိုငါသွားတက်ပေးမယ်လို့ဘေးကဝစ်စုံဝစ်ကျင့်ကြံသူကယုံကြည်မှုအပြည့်နဲ့လှမ်းပြောလိုက်ပါတယ်သူ့မျက်လုံးထဲမှာတော့အာတက်တရောဖြစ်နေတဲ့အရေးအယောင်တွေဝင်းကနေလက်သွားခဲ့တာပေါ့ဒါကညီမလေးအရှိမကိုယ့်ရဲ့အစွမ်းစကိုထုတ်ကြွားဖို့ကောင်းကင်ကပေးတဲ့အခွင့်အရေးကြီးလေသူကစိတ်ထဲကနေငါကချမ်းရွှမ်းကိုင်းရဲ့အပြင်စီးမှာနံပါတ်1ပါရမီရှင်ပဲဟာကိုထက်အစင်းမြင့်တဲ့ကောင်ကိုတက်ရတာငါအတွက်တော့ကလေးကစားစရာလိုပဲဒီလိုထုံထိုင်းလာတဲ့ဝက်ဝံဦးကြီးကငါအတွက်ဘာမှမဟုတ်ပါဘူးလို့ကြုံဝါနေတာပေါ့လင်းချင်းချိုးကတော့ဘာခံစားချက်မှမရှိပဲခက်အေးအေးပဲခေါင်းညစ်ပြပြီးဒါဆိုရင်တော့စီနီယာအကိုကြီးကြောက်ကိုပဲဒုက္ခပေးရတော့မှာပေါ့လို့လေတံခက်ပြပြနဲ့ပြောလိုက်တယ်ဒီစကားကိုကြားတာနဲ့စီနီယာအကိုကြီးကြောက်တယောက်သွေးတွေစူပွက်သွားပြီးသူ့ရဲ့ဓာတ်မြက်ကိုဆွဲထုတ်ကစိတ်လှုပ်ရှားကြီးနဲ့ရှေ့ကိုပြေးထွက်သွားပါတော့တယ်ဝုံ6ကမ်းပါဆုံးမှာလူနဲ့ဝက်ဝင်ကြီးတို့ချက်ချင်းထိတ်တိုက်တိုးကြပါပြီဘေးကကြည့်နေတဲ့လူတွေကတော့ရင်ထိတ်ထိတ်နဲ့ကြည့်ရင်ပိုပြီးစိုးရိမ်လာကြတာပေါ့ဘာလို့လဲဆိုတော့စီနီယာအကိုကြီးကြောက်ဟာဝက်ဝင်ကြီးရဲ့ရိုက်ချက်တွေအောက်မှာခြေလန်းတိုင်းအနောက်ကိုဒရုတ်တိုက်ဆုပ်ပေးနေရလို့ပဲဗျသူဂုံယူလာပါတယ်ဆိုတဲ့ဓာတ်ကွက်တွေကဝက်ဝင်ကြီးရဲ့အရေးကုန်ပေါ်ကအမွှေးတပင်ကိုတော့မဖြတ်နိုင်ခဲ့ပါဘူးသူကိုယ်တိုင်လဲကြောင်သွားပြီးငါကအပြင်စီးရဲ့နံပါတ်1မဟုတ်ဘူးလားဘာလို့ဒီသားရဲ့ကာကွယ်ရေးကိုတောင်ငါမဖြတ်နိုင်ရတာလဲလို့တွေးရင်ထိတ်လန့်ဒေါသထွက်ကမျက်လုံးကြီးတွေနီမြန်းလို့ငါမင်းနဲ့အသေးခံတိုက်မယ်လို့အော်တော့တာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲ6ကမ်းပါး valley တစ်ခုလုံးဟိန်းထွက်သွားစေလောက်မဲ့ဆူရှာလာတဲ့အော်ဟင်ကြီးတွားတန်ကြီးပဲ့တင်ထက်သွားပါတော့တယ်မြမလေးငါ့ကိုကဲပါဦးစီနီယာအကိုကြီးကြောက်တယောက်ရစရာမရှိအောင်တနာစရာကောင်းတဲ့အခြေအနေကိုရောက်သွားခဲ့ပါပြီသူအသက်ထက်မြက်နိုးတဲ့ဓာတ်မြက်ကြီးတောင်မှဝက်ဝင်ကြီးရဲ့လက်ဝါးချက်အောက်မှာတဆစီကြေမွသွားခဲ့ရတာဗျာဒါပေမဲ့လင်းချင်းချိုးကတော့ဘာမျက်နှာပေးမှမပြောင်းလဲပဲဝင်ကယ်ဖို့စိတ်ကူးလုံးဝမရှိတဲ့ပုံစံနဲ့ရက်ကြည့်နေခဲ့တယ်သူမအရှိမတေးလူမျိုးပါဖြစ်နေတဲ့ဂိုင်းလူအကိုကြီးကိုလမ်းဘေးကခွေးတကောင်လိုပဲသဘောထားနေတာလေ6ကမ်းပါးပေါ်ကတိုက်ခိုက်တံတွေချက်ချင်းငြိမ်ကျသွားသလိုစီနီယာအကိုကြီးကြောက်ရဲ့အော်တန်ကလည်းရုတ်တရက်ကြီးပြတ်တောက်သွားပြီးရွှေနီယောင်မိုးကျိုးဝက်ဝင်ကြီးရဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့ဟိဟောက်တန်ကြီးပဲကြံရစ်ပါတော့တဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ချမ်းလုံးကတော့တွေးချင်းချင်းမိပြီးအသားစားတွေကြေးမွားသွားခဲ့ပြီးပေါ့ဘေးကကျင့်ကြံသူတွေဟာထိတ်လန့်တုန်လှုပ်ကုန်ကြပြီးမျက်နှာတွေဖြူဖြော့ကုန်ကြပါတယ်ဒါပေမဲ့ရှူဖုံးရဲ့အကြီးကတော့လင်းချင်းချိုးစီကိုပြန်ရောက်သွားပြီးသူ့ရဲ့မျက်မှောင်တွေကကျုံဝင်သွားခဲ့ရတယ်ခုနကတင်သူကဒီမိန်းကလေးကိုအထက်တန်းကျပြီးပြင်းငိမ်အေးဆေးတဲ့နတ်သမီးလေးတစ်ပါးလို့ထင်ခဲ့မိတာအခုတော့သူမကိုကြည့်ပြီးတကယ်ကိုရွံရှာဆက်ဆုပ်မိသွားတာပေါ့ကိုယ့်ရဲ့ဂိုင်းလူအကိုတယောက်သေးတွင်းနဲ့ရောက်နေတာကိုတောင်စိုးစင်းများဂယုမဆိုင်ပဲပစ်ထားရက်တယ်သူမရဲ့နှလုံးသားကအယမ်းကိုရက်ဆက်ရုံမှလွန်းလို့ပဲဗျလူအုပ်ကြီးရဲ့ထိတ်လန့်နေတဲ့အကြည့်တွေအရှိမှာလင်းချင်းချိုးရဲ့မျက်နှာကတော့ရေခဲပြင်လိုအေးဆက်မြဲအေးဆက်နေသေးပါသူမမျက်လုံးထဲမှာတော့ဒီလိုတော့မကြပဲဖားရတတ်တဲ့အမိုက်ကောင်တွေဟာတေးတာပဲတန်ပါတယ်ကိုပါငရဲ့ဝိညာဉ်ပဲရဲ့လူဝင်စားဖြစ်တဲ့သူမနဲ့ရှင်ဖို့တောင်မတန်ပါဘူးသွေးညီနှံကိုမြည်ဆန်းလိုက်ရတဲ့မိုးကျိုးဝက်ဝင်ကြီးကတော့ကောင်းကင်ကြီးကိုမော်ပြီးဒေါသတကြီးဟိန်းဟောက်လိုက်ကခြေလေးဖက်စလုံးနဲ့လူအုပ်ကြီးရှိရာဘက်ကိုဝန်းကနေပြေးဝင်တိုက်ခိုက်ပါတော့တယ်ကျင့်ကြံသူတွေဟာချက်ချင်းပဲဖျို့ဖျဲဖြစ်ကုန်ကြပြီးယုံတွေထက်တောင်မြန်အောင်အသက်လူကထွက်ပြေးကြတော့တာပေါ့အဲ့ဒီလိုရုပ်ရုပ်တဲတဲဖြစ်နေတဲ့ကြားထဲမှာလင်းချင်းချိုးနဲ့ချူဖုံး2ယောက်ထဲသာနေရာကမရွေပဲမတ်တရက်ကြံခဲ့ပါတယ်ရှူအတန်နဲ့အတူသူတို့2ယောက်စလုံးတပြိုင်နက်တည်းလှုပ်ရှားလိုက်ကြပေမဲ့သူတို့ရဲ့ပြစ်မှတ်ကဝက်ဝင်ကြီးမဟုတ်ပဲ6ကမ်းပါးဆုံးမှာရှိနေတဲ့9ယောက်ကြီးဝိညာဉ်တစ်တီးဟာကြီးဖြစ်နေလို့ပဲဗျလင်းချင်းချိုးရဲ့မျက်တုံငယ်အိမ်တွေစက္ကနဲ့ကျုံဝင်သွားရတယ်ဒီလေလွင့်ကျင့်ကြံသူလေးရဲ့မိုးကြိုးလျက်စီးအရှိန်ဝါကဘာလို့ဒီလောက်တောင်မြန်နေရတာလဲဒါပေမဲ့သူမကလည်းဝိညာဉ်မဲ့ရဲ့လူဝင်စားပြီးသူမရဲ့ခြေဖြားအောက်မှာဂျာနီပွင့်လင်းတန်းတွေဝင်းကနေလက်သွားပြီးသူမရဲ့အရှိန်ကိုအစမတန်မြင့်တင်လိုက်ပါတယ်နှစ်ယောက်စလုံးကိုပါရမီအစွမ်းအစရှိသမျှထုတ်သုံးပြီးတစ်တီးနာကိုရောက်ခါနီးစက္ကန့်ပိုင်းအလိုမှာပဲတွေးယူသွင်းယူဖြစ်နေတဲ့မိုးကြိုးဝက်ဝင်ကြီးကအခြေအနေမဟန်တာကိုရိပ်မိသွားပါတယ်သူကခြေရင်းကအလောင်းကိုပစ်ချလိုက်ပြီးအနောက်ကိုဝုန်းကနေပြန်ပြီးခုံအုပ်လိုက်ပါတော့တယ်ဗျာသူတို့နှစ်ယောက်လုံးရဲ့လက်ချောင်းထိပ်လေးတွေဝိညာဉ်တစ်တီးကိုထိလူနာလူစက်ကူအပိုင်းအစလောက်လိုမှာပဲမိုးကြိုးလျက်စီးတွေပတ်ချလဲနေတဲ့ဝက်ဝင်ကြီးရဲ့လက်ဝါးကြီးဟာထိုင်ရှန်တောင်ကြီးပြိုကျလာတဲ့လူမျိုးဝုန်းကနေရိုက်ချလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲလေပြင်းမုန်တိုင်းတွေတိုက်ခတ်လာပြီးဖြစ်ပေါ်လာတဲ့ရိုက်ခတ်မှုအရှိန်ကြောင့်6ကမ်းပါးဆုံးကကြောက်တုံးကြောက်ခဲတွေပါလွင့်စင်ထွက်ကုန်တော့တာပေါ့မိုးကြိုးဝက်ဝင်ကြီးရဲ့တွေးရိုင်လိုနေရဲနေတဲ့ပစက်ကြီးကသူတို့မျက်စိရှိတဲ့ကိုရောက်လာတဲ့အချိန်မှာလင်းချင်းချိုးကရုတ်တရက်ခန္ဓာကိုယ်ကိုလှည့်ပြီးအနောက်ကိုဆုပ်ပြေးသွားခဲ့ပါတယ်ချူဖုံးခဏလောက်ကြောင်သွားပြီးမှမျက်နှာကြီးမောင်ကျသွားတော့တယ်တောက်တကယ်ကိုကောက်ချစ်စင်တဲ့မိန်းမပဲလင်းချင်းချိုးရဲ့နှက်ခမ်းထောက်မှာတော့လှောင်ပြုံးတစ်ခုပေါ်နေခဲ့တာပေါ့သူမရဲ့အပြင်ပန်းခန္ဓာကိုယ်ကအသက်9နှစ်ပဲရှိသေးတယ်ဆိုပေမဲ့ရင်ထဲကဝိညာဉ်ကတော့နှစ်ပေါင်း1000မကအသက်ရှင်ခဲ့တဲ့ရက်ဆက်လုံးနဲ့မိစ္ဆာဦးကြီးရဲ့ဝိညာဉ်လေးချူဖုံးရဲ့အရှိန်ကသူမနဲ့ရှင်ရင်ဘာမို့လို့လဲသူမကချူဖုံးတရားဝက်ဝင်ကြီးရဲ့လက်ဝါးချက်အောက်မှာတည်သွားမဲ့အချိန်ကိုစောင့်ပြီး
ဝက်ဝင်ကြီးအာယုံလွဲနေတော့မှဝိညာဉ်တစ်တီးကိုအတားအရာလူယူဖို့အတွက်ကြိုတင်အကွက်ချထားတာဗျဝက်ဝင်ကြီးကတော့ဒါတွေဘာမှနားမလဲပဲဒေါသတကြီးဟိန်းဟောက်ပြီးချူဖုံးရဲ့ခေါင်းတက်တဲ့ကိုပဲဖိချလိုက်ပါတော့တယ်ချူဖုံးလည်းအလောတကြီးနဲ့ဆရာကြီးပေးလိုက်တဲ့တန်ချီတက်နေတဲ့ဝက်သက်ဓာတ်ဆုပ်ကြီးကိုမြောက်ပြီးခုခံလိုက်တာပေါ့ဝက်ဝင်ကြီးရဲ့မျက်လုံးထဲမှာတော့ဒီလိုအမိုက်ဓာတ်နဲ့ငါ့ကိုခုခံမလို့လားဆိုတဲ့အထက်စီးမထောက်မညာနှာခေါင်းရှုံးမှုတွေဖြစ်ပြေးသွားပါတယ်ရှူးအနက်ရောင်အလင်းတန်းတစ်ခုဝင်းကနေလက်သွားပြီးဝက်ဝင်ကြီးထင်ထားတယ်လို့ချူဖုံးရဲ့အယိုးတွေကြေမွသွားတဲ့မြင်ကွင်းမျိုးဖြစ်မလာခဲ့ပါဘူးအဲ့ဒီအစားတိုဘူးကိုဓာတ်နဲ့လှီးလိုက်တယ်လို့မျိုးလုံးဝကိုချောချောမွေ့မွေ့ကြီးဖြတ်တန်းသွားခဲ့တာဗျာမိုးချိုးဝက်ဝင်ကြီးဟာအမြစ်ကနေပြတ်တောက်သွားတဲ့သူ့ရဲ့ညာဘက်လက်ဝါးကြီးကိုငုံကြည့်ပြီးနေရာမှာတင်စွန့်ပြီးပါဇက်အဟောင်းသားဖြစ်သွားရတော့တာပေါ့နောက်တစ်စက္ကန့်မှာတော့ရင်ခွဲမတက်အော်ဟင်းကြီးတွားတန်ကြီး6ကမ်းပါးဂါလီတစ်ခုလုံးဟိန်းထွက်သွားပါတော့တယ်ပြင်းထန်လုံးတဲ့ဝေဒနာကြောင့်သူတကယ်ကိုတွေးယူသွင်းယူဖြစ်သွားခဲ့ရပြီဒါပေမဲ့သူသင်ခန်းစာတော့ရသွားရှာပါတယ်ချူဖုံးရဲ့ဓာတ်ကိုလက်ပလာနဲ့သွားမထိရဲတော့ပဲတကူလုံးကမိုးချိုးစွမ်းအင်တွေကိုအကုန်ထုတ်လုပ်ပြီးရေတွက်လို့မရတဲ့မိုးချိုးလန်တို့တွေအဖြစ်ပြောင်းလဲကချူဖုံးစီကိုတရက်ဆက်ပစ်ခတ်ပါတော့တယ်လူငယ်လေးချူဖုံးကတော့အဲ့ဒီမိုးချိုးမုန်တိုင်းတွေကြားထဲမှာခန္ဓာကိုယ်ကိုဖျက်ဖျက်လက်လက်နဲ့ဝေးဝိုင်းရှောင်ကွင်းရင်သူ့ရဲ့ဝက်သက်ဓာတ်ကြီးကိုလေကာမန်ကြီးလိုမျိုးတစ်ချက်မလက်ရမ်းခါပြီးကာကွယ်လိုက်တာပေါ့ဝက်ဝင်ကြီးပြစ်လွတ်လိုက်တဲ့မိုးချိုးလန်တွေဟာအဲ့ဒီဓာတ်ပြားကြီးနဲ့ထိမိတာနဲ့တစ်ဖြက်ဖြက်နဲ့အလင်းဆက်တွေဖြစ်ကြေမွပျက်စီးကုန်ပါတယ်အဆိုးဆုံးကတော့ချူဖုံးဟာအဲ့ဒီဝက်ဝင်ကြီးရဲ့မိုးချိုးစွမ်းအားတွေကိုပါသူ့ရဲ့ဓာတ်ကနေတဆင့်ပြန်ပြီးစုပ်ယူနေတာပဲဗျာဝက်ဝင်ကြီးတကယ်ကိုထိတ်လန့်တုန်လှုပ်သွားပြီးရုတ်တရက်နောက်ပြန်လှည့်က6ကမ်းပါးစွန်းကကိုးရောင်ကြီးဝိညာဉ်တစ်တီးကိုကိုက်ခဲပြီးဖျက်ဆီးပစ်ဖို့ကြံစီတော့တာပဲဟိတ်မနိုင်ရင်ဖျက်ဆီးပစ်မယ်ပေါ့ဒီကောင်တော်တော်ကိုပြတ်သားတာပဲချူဖုံးလဲချက်ချင်းပဲမိုးချိုးနောက်ခံရေးအဖြစ်ပြောင်းလဲပြီးဝုန်းကနေပြေးဝင်တားဆီးလိုက်ပါတယ်ရက်လိုက်ဆန်းလင်းချင်းချိုလဲနောက်ဆုံးမှာတော့သူမရဲ့အေးဆက်တည်ငြိမ်တဲ့နတ်သမီးဟန်ဆောင်မှုကိုဆက်ပြီးမထိန်နိုင်တော့ပါဘူးသူမလက်ထဲကဓာတ်မြက်ကြီးဟာကောင်းကင်တစ်ခုလုံးပြည့်သွားစေမဲ့ဂျာနီသားရှိန်ဝါတွေဖြစ်ပြောင်းလဲပြီးရှေ့ကိုဝုန်းကနေပိုင်းဖြတ်လိုက်တာကြောင့်ကြောက်မက်ဖွယ်တိုက်ကွက်နှစ်ခုဟာလေထုထဲမှာကက်လန့်ဖြတ်တိုးဝင်သွားကြပါတယ်မိုးချိုးဝက်ဝင်ကြီးကများအော်ဘိုးတောင်အချိန်မရလိုက်ပဲမြေကြီးပေါ်ကိုဒုံးကနေလဲကျတေဆုံးသွားခဲ့ရပြီပေါ့ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကတေဆုံးသွားတဲ့ဝက်ဝင်ကြီးကိုမျက်လုံးတစ်ချက်တောင်လှည့်မကြည့်ကြပါဘူးအကြည့်ချင်းတစ်ချက်ဆုံးလိုက်တာနဲ့လက်နှစ်ဖက်စလုံးကဝိညာဉ်တစ်တီးစီကိုတပြိုင်နက်တည်းလှမ်းလိုက်ကြပြန်တယ်လင်းချင်းချိုးရဲ့မျက်လုံးထဲမှာအေးဆက်ဆက်လူတက်ငွေတွေဖြတ်ပြေးသွားပြီးသူမရဲ့သုံးပေရှိတဲ့ဓာတ်မြက်ကြီးကလမ်းကြောင်းချက်ချင်းပြောင်းကချူဖုံးရဲ့လေပင်တဲတဲကိုပိုင်းဖြတ်ဖို့ချိန်ရွယ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဝက်သက်ဓာတ်ဆုပ်ကြီးနဲ့သူမရဲ့အဖိုးတန်ဓာတ်မြက်ကြီးထိမိသွားတဲ့အခိုက်အတန့်မှာပဲလင်းချင်းချိုးလက်ထဲကတံမိုးမဖြတ်နိုင်တဲ့ဧကရစ်အဆင့်ဝိညာဉ်အရှိန်ဝါတွေဟာဝုန်းကနေအကွဲသွားပြီးဓာတ်တော်ပေါ်မှာအပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့ရတယ်ဗျာကိုပါငရဲဝိညာဉ်မင်းသားရဲ့လူဝင်စားကြီးလင်းချင်းချိုးတယောက်စိတ်ဓာတ်တွေလုံးဝပြိုလဲသွားပြီးမျက်လုံးအစုံပြူးချေကမယုံနိုင်လောက်အောင်ဖြစ်သွားရတော့တာပေါ့ဒီတန်ချီတက်နေတဲ့ဝက်သက်ဓာတ်ဆုပ်ကြီးကဒဏ္ဍာရီတဲကနတ်ဖျားအဆင့်လက်နက်ကြီးဖြစ်နေတာလားမျက်တောင်တစ်ခတ်တွင်းမှာပဲလင်းချင်းချိုးကတရဲတစီတကောင်လိုမြန်ဆန်လာတဲ့အရှိန်နဲ့တိုက်ကွက်ကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်သူမရဲ့ဘယ်ဘက်လက်ကလှုပ်ဝက်ဆန်းပြရေခဲအင်းကွက်ကိုပုံဖော်ပြီးချူဖုံးရဲ့ရင်ဘက်တက်တဲ့ကိုလက်ဝါးနဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တာပေါ့လူငယ်လေးချူဖုံးကတော့ရှောင်းတိန်ဖို့စိတ်ကူးလုံးဝမရှိပါဘူးသူ့ရဲ့ဘယ်ဘက်လက်တီးဟာဖြက်စီးခြင်းခရမ်းရောင်မိုးကြိုးတွေကိုတည်ဆောင်ပြီးအဲ့ဒီလက်ဝါးချက်ကိုထိတ်တိုက်တိုးဝင်မွေးနှောက်လိုက်ပါတော့တယ်ဒိုင်းငန်းဘိန်းမိုးကြိုးနဲ့မီးတောက်တွေလေထဲမှာပောက်ကွဲထွက်သွားတဲ့အချိန်မှာပဲလင်းချင်းချိုးဟာကျိုးပြတ်သွားတဲ့ဆွန်တကောင်လိုမျိုးလေထဲမှာအဝေးကြီးလွတ်ထွက်သွားပြီးမြေကြီးပေါ်ကိုဖုံးကနေပြုတ်ကျသွားပါတော့တယ်သူမမြေကြီးပေါ်လဲကျသွားတဲ့အချိန်မှာမျက်နှာတစ်ခုလုံးကမယုံနိုင်လောက်အောင်ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့ပြီပေါ့ချူဖုံးကလည်းသူ့ရဲ့လက်သီးကိုပြန်ကြည့်ပြီးဦးကြောင်ကြောင်ကြီးဖြစ်သွားရပြန်တယ်အမလေးဖះရေဆရာကြီးတင်ပေးထားတဲ့ဒီကျင့်စဉ်ကဒီလောက်တောင်အာနာရှင်ဆက်ဆံပြင်းထန်လွန်းလာလားဒါမဖြစ်နိုင်တာစပင်ကဆောင်းကပါးနဲ့ရစရာမရှိအောင်ဖြစ်နေတဲ့လင်းချင်းချိုးတယောက်မြေကြီးပေါ်ကနေမနေအတင်းပြီးပြန်ထလာခဲ့တယ်အခုဆိုရင်သူမဟာအရင်ကလိုတည်ငြိမ်လှပတဲ့နတ်သမီးလေးလုံးဝမဟုတ်တော့ပါဘူးသူမရဲ့သွားချိတ်ထားတဲ့မျက်နှာပေကြီးကရှိသမျှပစ္စည်းအကုန်လုံးရှုံးနေသွားတဲ့ဖဲသမားကြီးတယောက်ရဲ့ယုံမျိုးဖြစ်နေလို့ပဲဗျချူဖုံးကတော့သူမကိုမျက်လုံးအသာဆောင်ကြည့်ပြီးဘာမှတော့ပြန်မပြောချင်တော့ပါဘူးသူကမြေကြီးပေါ်ငုံလိုက်ပြီးဝိညာဉ်တစ်တီးတင်မကပဲအဲ့ဒီဝိညာဉ်တစ်တီးပင်ကြီးတစ်ခုလုံးကိုပါမြေလံပြီးအမြစ်ကနေဆွဲနှုတ်ယူလိုက်ပါတော့တယ်ဗျာ